အားလုံးပဲမင်္ဂလာပါခင်ဗျ YouTube ကိုရောက်လာတဲ့သူတွေပေါ့နော် Telegram ကနေလေ့လာနေတဲ့သူတွေအားလုံးကိုမင်္ဂလာပါကျွန်တော်အနှုတ်ခွန်းဆက်တာပါတယ်အဲ့တော့ကျွန်တော်တို့ Pivot တွေပဲပေါ့နော်မနေ့က Pivot အရင်နေ့က Pivot ရဲ့ကျွန်တော်intro တွေပြောသွားတယ်ပေါ့နော် main set တွေပြောသွားတယ်ပေါ့အဲ့တော့ Pivot ကိုကျွန်တော်ဒီနေ့စပြီးတော့ table ကိုတည်ဆောက်ကြမယ်ပေါ့နော်အဲ့တော့ table မတည်ဆောက်မီကျွန်တော်မနေ့တုန်းကဟာလေးနှွေးတဲ့အနေနဲ့ပေါ့နော်ဒါလေးဒီ slide လေးတစ်ခုကိုကျွန်တော်နည်းနည်းလေးပြောမယ်ပေါ့ရှေ့ပြေးအနေနဲ့အဲ့တော့ခေါင်းစဉ်ကကျွန်တော်တို့ AZ Pivot AZ Pivot table ပေါ့နော်အဲ့ data သူက pivot ဆိုတာဘာလဲလို့ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲသူက data analysis tool ပေါ့နော်ဘာလဲလို့မေးလိုက်ရင် data analysis tool ပဲသူကအဲ့တော့ pivot ကဘယ်လိုလုပ်လဲဆိုရင်မနေ့ကကျွန်တော်ပြောသွားတဲ့ထဲမှာပါတယ် pivot ရဲ့ table feed ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ကအပေါ်မှာ header တစ်ခုပါဝင်တယ်ပေါ့ header တစ်ခုပါဝင်မယ်အဲ့ header ထဲမှာရှိသမျှတော့ row တွေsorry column တွေခေါင်းစဉ်တွေအကုန်လုံးပါတယ်ပေါ့နော်အဲ့အောက်မှာကျွန်တော်က filter feed တစ်ခုရှိမယ် filter area တစ်ခုရှိမယ် column area တစ်ခုရှိမယ် row တစ်ခုရှိမယ်ပေါ့နော်နောက်တစ်ခုက value ဆိုပြီးရှိမယ်ပေါ့နော်အဲ့ value ထဲမှာကျွန်တော်တို့အများကြီးရှိတယ် sum လုပ်လို့ရတယ် product လုပ်လို့ရတယ် average တွေလုပ်လို့ရတယ် minimum maximum တွေရှိတယ်ပေါ့နော်စသဖြင့်ပေါ့အဲ့ဒါလေးရှိတယ်ကျွန်တော်ဒါရှေ့ပြေးအနေနဲ့ပြောပြတယ်အဲ့တော့ pivot တစ်ခုကိုကျွန်တော်တို့တိဆောက်ကြမယ်ပေါ့နော် pivot table တစ်ခုတိဆောက်ကြမယ်အဲ့တော့ဒီနေ့ရဲ့ pivot တိဆောက်ဖို့အတွက်ကျွန်တော် အစင်လေး3ခုနဲ့ sorry သင်ခန်းစာလေး3ခုပေါ့နော်ကျွန်တော်သင်ခန်းစာလေး3ခုကျွန်တော်ဒီနေ့သင်ပေးသွားမယ်ပေါ့နော် sharing လုပ်ပေးသွားမယ်ပေါ့အဲ့တော့ကျွန်တော်တို့ရဲ့ပထမဦးဆုံး pivot လေးကိုစလိုက်ရအောင်ပေါ့နော်စလိုက်ရအောင်ဆိုတော့ကျွန်တော်ဒီမှာဒီ file လေးကတော့ကျွန်တော် Telegram channel မှာ share ပေးထားမယ်ပေါ့နော် Telegram channel မှာတွားပြီးတော့ download လေးချပြီးတော့ယူလို့ရတယ်ပေါ့နော်အဲ့တော့စမယ်ဒီအနေကျွန်တော်ဒီဘက်မှာရှိတွေက PV1 PV2 PV3 PV4 စသဖြင့်ပေါ့နော်ဒါတွေကမေးခွန်းတွေပေါ့နော်မေးခွန်းတွေကျွန်တော်အဖြေတွေကိုဒီထဲမှာပဲလုပ်သွားမယ်ရှေ့ကတော့ data ပေါ့နော် business data တစ်ခုပေါ့ database တစ်ခုကျွန်တော်တည်ဆောက်ပေးထားတယ်ပေါ့နော်ဟုတ်ပါပြီအဲ့တော့စလုပ်မယ်ဆိုတော့ PV1 ရဲ့sheetကိုကျွန်တော်ဖွင့်လိုက်မယ်ပေါ့နော်ဒီမှာအောက်မှာ sheet လေးတွေရှိတယ်နော် sheet လေးတွေတစ်ချက်ကြည့်ပေးပါအဲ့တော့အဲ့ဒီမှာကျွန်တော်က PV1 မှာကဘာလဲဆိုတော့ overall sales of the month နော်ဘာလုပ်ခိုင်းတာလဲဆိုတော့စေးအားလုံးပေါ့နော်လာစဉ်အလိုက်လာတွေရဲ့ကျွန်တော်တို့စေးရောင်းအားတွေအားလုံးကိုဖော်ပြပေးပါရောင်းအားတွေရဲ့ပေါင်းလက်ကိုဖော်ပြပေးပါလို့ပြောတာပေါ့နော်အဲ့တော့ဟုတ်ပြီရှေ့မှာ database တစ်ခုရှိတယ် pivot တစ်ခုတည်ဆောက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီရဲ့အပေါ်မှာရှိတဲ့က header row ပေါ့နော် header row အောက်ကရှိတဲ့ selection area ပေါ့ data တွေရှိတဲ့ data body ပေါ့အဲ့ဒီထဲမှာကြိုက်တဲ့နေရာမှာ select တစ်ခုပေးလိုက်ပြီးရင် control A နှိပ်လိုက်မယ်ပေါ့နော် control A နှိပ်လိုက်ပြီးရင်ကျွန်တော်တို့အပေါ်မှာ insert tab ရှိမယ်ပေါ့နော်ဒီမှာ insert tab လေးရှိမယ်အဲ့တော့ insert tab မှာကျွန်တော်တို့ဒီမှာဘယ်ဘက်အစွန်ဆုံးမှာ pivot table ဆိုပြီးတော့ရှိတယ်ပေါ့နော်pivot table ဆိုပြီးတော့ရှိရလေကိုဖွင့်ချလိုက်မယ်ဖွင့်ချလိုက်ရင်သူက from table range ကိုကျွန်တော်တို့ကရွေးရမယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့က table ကြီးကိုစောက်ထားပြီးတော့မှဒီ table ကြီးထဲမှာကျွန်တော်တို့ကဟိုပါပေါ့pivot table တိစောက်မှာမဟုတ်လို့ပေါ့နော်အဲ့တော့ကျွန်တော်က control A နှိပ်တယ်ခုန insert tab မှာသွားတယ် pivot ကို pivot table ကိုဖွင့်ချတယ် from table range ကိုရွေးတယ်ပေါ့နော်ရွေးလိုက်တော့သူကဒီပေါက်ကလေးကြာလာပြီဒီပေါက်လေးကဘာပြောလဲဆိုလို့ရှိရင်ကျွန်တော် table range ကတော့ဒီအားလုံးကြီးကိုမှတ်ထားတာပါတယ်တဲ့အဲ့တော့ရှေ့မှာပြောလို့ new worksheet ထဲမှာလုံမှာလား new worksheet ဆိုတာကျွန်တော်တို့ worksheet အသစ်လုံမှာလားပေါ့နော်ဒါမှမဟုတ်လို့ရှိရင် existing worksheet အရင်ရှိပြီးသား existing worksheet ထဲမှာ table ကိုဒီဆောက်မှာ pivot table create လုပ်မှာလားဆိုတော့သူကမေးတော့ကျွန်တော်က existing worksheet ကိုရွေးမယ်เนาะဘာလို့လဲဆိုတော့ကျွန်တော်ကဒီမှာ sheet ကကျွန်တော်ဖန်တီးပြီးသားဖြစ်ပြီးသားပေါ့နော်ဖန်တီးပြီးသားမဟုတ်ပေါ့အဲ့တော့ဖန်တီးပြီးသားရှိတယ်ကိုသွားမှာဖြစ်တဲ့အတွက်ကြောင့် existing worksheet ကိုရွေးတယ်အဲ့တော့ location တောင်းပြီးသူက cursor လေးခုံပြီး location တောင်းနေတယ်ပေါ့နော်အဲ့တော့ location နေရာကို cursor လေးချပြီးတော့ကျွန်တော်က PV1 နဲ့ကိုသွားလိုက်မယ်မိတ်ဆွေတို့ကြိုက်နှစ်သက်တဲ့နေရာမှာ cursor လေးတစ်ခုsorry select လေးတစ်ခုပေးလိုက်ပါနော်ဒီနားမှာပေးလေရတယ်ကြိုက်တဲ့နေရာမှာပေးအဲ့တော့ okay လေးပေးလိုက်မယ်ဒါဆိုလို့ရှိရင် PV1 နဲ့မှာ तू က pivot table ဆောက်ဖို့အတွက် तू ကအစင်းနဲ့ဖြစ်နေပြီဆိုတာကိုပြတာပေါ့နော် तू bit a report တစ်ခုလုပ်ဖို့အတွက်ဒါဒီ fee က तू အစင်းနဲ့ဖြစ်နေပါပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီဘက်မှာတစ်ချက်ကြည့်လိုက်ပါနော်ဒီဘက်မှာကတော့ကျွန်တော်ရှေ့ရပြောလို့ပဲ pivot table fee ပေါ့နော်ဒီမှာကျွန်တော်ဒီဟာကိုပြောတာပေါ့ရှေ့ရဟာကိုတစ်ခါပြန်ကောက်ပြမယ်အဲ့တော့ဒီမှာ pivot table what ဘလို့အလုပ်လုပ်လဲဆိုလို့ရှိရင် तू ကpivot table feed ထဲမှာ header ရှိမယ် header ဆိုတာတော့ဒီမှာဒီဟာကိုပြောတာပေါ့နော်ဒီ column တွေကျွန်တော်တို့ဒီဘက်က business data မှာရှိတဲ့ဒီအပေါ်က column ခေါင်းစဉ် header တွေအကုန်လုံးဒီပေါ်ဒီထဲမှာရှိတယ်ပေါ့အဲ့ဒါကိုကျွန်တော်တို့ကဘာလဲဆိုရင် header လို့ခေါ်တာပေါ့နော်အဲ့တော့အောက်က filter column row value အောက်မှာလည်းဒီမှာ filter column row values ပေါ့နော်အဲ့လိုမျိုး area တီးတီးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဟ
ဒီလောက်ပြောရင်တော့မင်းတို့နားလဲလောက်ပြီထင်တယ်ပေါ့နော်နားတကယ်လို့မရှင်းတာရှိလို့ရှင်တော့ကျွန်တော်ကိုTelegram စာမေးရန် group ရှိတယ်ပေါ့နော်အဲ့ထဲမှာနည်းနည်းလေးလာမေးလို့ရတယ်ပေါ့နော်စာလေးတွေရိုက်ပြီးမေးလို့ရတယ်ပေါ့နော်နည်းနည်းမဟုတ်ပါဘူးအများကြီးမေးလို့ရပါတယ် sorry အဲ့တော့ overall ဒီမှာကာစာပြောက်သွားရေးတယ်ပေါ့အဲ့တော့ overall sale of the month เนาะဒီလိုလေးဖြစ်သွားရင်သူကဒီဘက်က fee ရပျောက်သွားတယ်เนาะသူ့ကိုတခြားမှာတွက်မှတ်လိုက်ရင်အဲ့တော့ဒီ table ထဲမှာ pivot table ဆိုတာထဲမှာဒီ fee ထဲမှာ select ပေးလိုက်တိုင်းဒီဘက်က fee ရပြန်ပေါ်လာတယ်ပေါ့เนาะ table fee ရအဲ့တော့ overall sale of the month เนาะလာတွေရဲ့လာတစ်ခုတွေရဲ့လာတွေရဲ့ကျွန်တော် overall sale ပေါ့เนาะ sale စုပေါင်းတွေကိုဖော်ပြပေးပါလို့ပြောပါပေါ့ sale ဆိုမှတော့ကျွန်တော်တို့ကဘယ်လိုပြောမလဲ price ပေါ့เนาะဒီထဲမှာကြည့်လိုက်ပေါ့ price ကဘာဖြစ်မလဲเนาะလိုက်ရှာလိုက်ပေါ့เนาะလိုက်ရှာလိုက်ကျွန်တော်တို့ဘာဘူတောင်းနေလဲဆိုတော့သိရမယ်ပေါ့နော်အဲ့တော့သိရမယ်ဆိုတော့ကျွန်တော်တို့ကလိုက်ကြည့်မယ်ရှာမယ် discount ကျွန်တော်ကဒီမှာ price မှာ accurate price နဲ့ final price ဆိုပြီးတော့နှစ်ခုရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော် final price ကိုပဲရွေးလိုက်မယ်နော်နောက်ဆုံး final price ကိုရွေးလိုက်မယ်အဲ့တော့ဒီမှာဒီ fee ထဲမှာတစ်ချက်ကြည့်ပြီးပါအဲ့ final price ကိုကျွန်တော်ကdrag ဆွဲတယ်ပေါ့နော် drag ဆွဲတယ်ဆိုတာကကျတော့အဲ့ဒီပုံမှာကာစာလေးတင်pointer လေးတင်တယ်တင်ပြီးရင် right click မဟုတ်ဘူး sorry click ပေါ့နော်ကျွန်တော် left click ခေါ်တာပေါ့အဲ့ click ကိုနှိပ်လိုက်အေးဒီကာစာကလည်းဒီမှာအဲ့တော့အဲ့ final price ပေါ်မှာကျွန်တော် pointer လေးထောက်ပြီးရင် click ကလေးဖိပြီးတော့ဒီဘက်ကို drag ဆွဲပြီးတော့ value တွေကိုပြစ်ချလိုက်ဒါဆိုလို့ရှိရင်ဒီဘက်မှာထွက်လာရင်မြင်လားဒီမှာ sum of the final price အဲ့ဒါ overall sale ကိုပြောတာပဲပေါ့နော် sum of the final price အဲ့တော့လာတွေအတီးတီးရဲ့အကုန်လုံး sum of the final price ကိုပြောတာအဲ့ဒါ sum of the final price ပဲပေါ့နော်ဟုတ်ပြီအဲ့တော့နောက်တစ်ခုကျွန်တော်တို့သွားလိုက်ရအောင်ပေါ့နော်ခေါင်းစဉ်ကတော့ဒီမှာsorry ကျွန်တော်တို့အခု overall sale ရောတဲ့မှတ်လုပ်ပြီးသွားပြီဒါ sum ပဲပေါ့နော်ဒီကတော့ဒါဒီကောင် sum ဆိုတာကဘာလဲပေါင်းတာပေါ့နော်ဒီမှာကြည့်လိုက်ဒါ sum တော့တဲ့ဒါလေးပေါင်းတာပေါ့နော်အဲ့တော့ sum တော့တဲ့ဒီ overall sale ရပြီးသွားပြီနောက်တစ်ခုက PP2 မှာဗာမေးရလဲဆိုလို့ရှိရင် average sale per transaction နော် transaction ရဲ့ပြီးတော့ highest sale order အမြင့်ဆုံး sale order တွက်ထုတ်ပေးပါပေါ့နော်ပြီးတော့ lowest sales order နော် transaction တစ်ခုချင်းစီအလိုက်အမြင့်ဆုံးရောပါပေါ့transaction တစ်ခုချင်းစီလိုက်အနိမ့်ဆုံး order စေးနဲ့ဘာ highest ပေါ့နော်ပြောမှဆိုရင်အမြင့်ဆုံးပေါ့အမြင့်ဆုံးရဲ့အနိမ့်ဆုံးရဲ့ရှေ့မှာ average ရဲ့အဲ့ဒါကိုတွက်ထုတ်ပေးပါလို့ပြောတာပေါ့နော်အဲ့တော့ထုံးတဲ့အတိုင်းပဲကျွန်တော်ရှေ့ကိုသွားမယ်ဒီ database ထဲမှာ control A select မှတ်မယ်မှတ်ပြီးလို့ရှိရင်ကျွန်တော်ဒီတစ်ခါတော့လေကျွန်တော် shortcut key လေးနဲ့သွားမယ်ဒီမှာ shortcut key ကကျတော့ order and v အဲ့ဒါလေးကိုနှိပ်မယ်ပေါ့နော်အဲ့တော့ order ကိုဖိထားမယ်နော်ပြီးတော့ and ကိုနှိပ်မယ်ပြီးတော့ v ကိုနှိပ်မယ်အဲ့တော့ဒီဘက်မှာပေါ်လာပြီပေါ့နော် from table range sorry order and v ပေါ်လာပြီအဲ့တော့ဒီမှာ from table range ကိုရွေးချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့က t ကိုဆက်နှိပ်လိုက်မယ်ဗျအဲ့ဒါဆိုရင် t တစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်တော့ shortcut နဲ့ခေါ်လိုက်တဲ့အခါကျထွက်လာပြီပေါ့နော်အဲ့တော့စောစောကလိုပဲကျွန်တော်ကဒီအပေါ်က table range ကတော့ select ပေးထားတယ်ဒါကြီးဖြစ်ပါတယ်ဆိုတော့သူပြတာပေါ့နော်အဲ့တော့ကျွန်တော် existing worksheet ကိုရွေးမယ်အဲ့တော့ဘယ်နေရာမှာသွားပြီးတော့ location ပို့မလဲဆိုလို့ရှိရင်ကျွန်တော်က pv2 ကိုပို့မယ်ဒီခါကျတော့လေ pv2 ကိုပို့ပြီးတော့ okay ပေးလိုက်မယ်အဲ့ဒါဆိုဒီမှာရလိုက်ပေါ့နော်အဲ့တော့သူတောင်းတဲ့အတိုင်းကကျွန်တော်တို့ average height lowest အဲ့တော့ကျွန်တော် final price ကိုပဲရွေးမယ်ဗျာနော် final price ကိုပဲရွေးမယ်အဲ့တော့တခုကျွန်တော်ပြစ်ထည့်လိုက်ပြီနော်နောက်က final price ကိုပဲနောက်ထပ်ထပ်ပြီးတော့အဲ့ဒီ values ထဲမှာပဲပြစ်ထည့်မယ်နော် values ဟို area ထဲမှာပဲပြစ်ထည့်မယ်နောက်က final price တခုကိုထပ်ထည့်မယ်အဲ့တော့ဒီတစ်ခါတော့ကျွန်တော်တို့ကဒီမှာ sum of the final price ဒီမှာလဲ sum of the final price ပေါ့နော် sum of the final price ဒီမှာလဲ sum of the final price စမ်းနေချင်း၃ခုဖြစ်နေကျွန်တော်စမ်းတောင်းတာမဟုတ်ဘူးပထမဟာက average ကိုတောင်းတာဒုတိယဟာက height ကိုတောင်းတာနောက်တစ်ခုက lowest အနိမ့်ဆုံးကိုတောင်းတာပေါ့နော်အဲ့တော့ဒီမှာကြည့်လိုက်ပေါ့နော်ဒီ value area တွေကတစ်ချက်ကိုကြည့်လိုက်မယ်နော်ကျွန်တော် sum of the final price ရဲ့ဘေးမှာဒီဘက်မှာအောက်မှာ drop down မြားလေးရှိတယ်ဗျာဒီမှာ drop down မြားလေးတစ်ချက်ကြည့်လိုက်နော်အဲ့ drop down မြားလေးကိုဖွင့်ချလိုက်လို့ရှိရင်အောက်ဆုံးမှာ value fee setting ဆိုတာလေးတွေ့တယ်အဲ့ဒါလေးနှိပ်လိုက်ရင်ဒီပေါက်လေးပေါ်လာတယ်နော်နောက်တစ်ခုအနေနဲ့ကျွန်တော်အဲ့ဒါကိုသွားမရှာချင်ဘူးဆိုလို့ရှိရင်ရတယ်ဘယ်မှာသွားရှာမလဲဆိုတော့ကျွန်တော်တို့ကပေါ့နော်ဒီမှာဗျဘယ်ကနေသွားရှာမလဲဆိုတော့ခါကျတော့ sorry ဒီမှာ pivot table analysis ထဲမှာရှိမယ်ပေါ့နော် pivot table analysis ထဲမှာရှိမယ်အဲ့ဒီထဲမှာကျွန်တော်က fee setting ဆိုတာလေးရှိတယ်အဲ့ fee setting လေးဖွင့်ချလိုက်မယ်နော်အဲ့ဆိုရင် sum of the final price ဆိုတာဒီမှာ sum ရှိမယ်ကျွန်တော်တို့ကတောင်းတာ average ကိုတောင်းတာဖြစ်တဲ့အတွက်ဒီထဲမှာ average ကိုရွေးပေးလိုက် okay ပေးလိုက်ဒါဆိုလို့ရှိရင်ပထမဦးဆုံးတော့ values ကဘာဖြစ်လဲဆိုတော့ဟို average ဖြစ်သွားပြီပေါ့နော်ဒီမှာ average ပေါ့နော်ဒီမှာ
average ဖြစ်သွားပြီဒါလေးနည်းနည်းကျဲလိုက်မယ်ဒီဟာလေးကကိုကြိုက်တယ်လို့ညှိလို့ရတယ်နော်ဥပမာဖြင့်ဟိုစာတွေကအလဲပို့မလားနော်ပြီးတော့ font တွေပြောင်းလိုက်မလားဟိုကြိုက်တာပြောင်းလို့ရတယ်နော်ဒီမှာအယောင်တွေပြောင်းလို့ရတယ်ဒီမှာကျွန်တော်အဖြူအောင်လေးပို့လိုက်မယ်ဘိုးလေးတင်လိုက်မယ်ပြီးတော့ font လေးနည်းနည်းကြီးလိုက်မယ်ဒီလိုလေးမိမိစိတ်ကြိုက်ဟို color theme ကြီးလုပ်လို့ရတယ်ဗောနော်ဒီမှာဒီလိုလေးလုပ်လို့ရတယ်ဒါဆိုပို့ပြီးတော့မြင်တာမြင်တာအရင်မကြည့်ဟိုဘက်ကကွယ်သွားပြီနော် sorry အော်မပေါ့မကွယ်ဘူးရတယ်ဒီဘက်မှာဒီဘက်က fee ရထွက်လာပြီနော်ရပြီအဲ့ဆိုတော့ကျွန်တော်ကပထမဦးဆုံးကတော့သူတောင်းတဲ့ file မှာ average final price ကိုရပြီးသွားပြီနော်နောက်တစ်ခါဒုတိယဟာကိုတစ်ချက်ကြည့်မယ်ဒုတိယဟာကိုကျတော့သူကအဲ့ဒီ pivot analysis ထဲမှာပဲကျွန်တော်တို့က fee setting ကိုတစ်ချက်သွားမယ်ပေါ့နော်ဒီခါကျတော့ကျွန်တော်တို့က sound final price မဟုတ်ဘူးသူတောင်းတာ highest ကိုတောင်းတာအဲ့တော့ကျွန်တော် maximum ကိုရွေးပေးလိုက်မယ်နော် okay ပေးလိုက်မယ်ဒါဆိုရင် max of final price နော်အဲ့ဒါရပြီပေါ့နော်ဟုတ်ပြီဒါဒီမှာနာမည်တွေကိုကြိုက်တယ်လို့ချိန်လို့ရတယ်နော်ကိုကြိုက်တယ်လို့ဒီမှာနာမည်တွေချိန်လို့ရတယ်ဥပမာ price နဲ့max of final ပဲပေါ့နော် max of final price တူကြီးမပါချင်ဘူး okay ပေးလိုက်ရတယ်ပေါ့နော်ဒီမှာဒါတွေဆိုလို့ရှိရင်လည်းပါလဲဆိုတော့ကျွန်တော်3မပါချင်ဘူး okay ပြောင်းလိုက်ရတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီအဲ့တော့နောက်ဆုံးတစ်ခုပဲကျွန်တော်တို့ကြံတော့တယ်နောက်ဆုံးတစ်ခုကိုကျွန်တော်ကအဲ fee setting ထဲမှာသွားမယ်နော်ဒီ pivot table analyze ထဲမှာနော် analyze ထဲမှာအဲ့တော့ဒီမှာ fee setting ရှိမယ် fee setting ကိုဝင်မယ်နောက်ထပ်ပြီးတော့သူ့ကိုကျွန်တော်ဗာလဲဆို minimum ပြောင်းမယ် minimum လေးပေးလိုက်မယ် okay ပေးလိုက်မယ်ကျွန်တော်နည်းနည်းလေးနှေးတယ်နော်ဒါပေမဲ့မသိမှာဆိုဒီမှာ beginner တွေပါမှာဆိုတော့ပါတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒါလေးကနည်းနည်းလေးချိန်ဆွဲပြီးပြောသလိုဖြစ်နေတာပေါ့နော် VOE ရမ်းရှည်သွားတယ်ဆိုရင်လည်းတောင်းပန်ပါတယ်အဲ့တော့ဒီမှာ minimum final price ရပြီ maximum final price ရပြီ average ရပြီပေါ့နော်အခုသူတောင်းတဲ့3ခုလုံးကျွန်တော်လုပ်ပြပြီပေါ့နော်အဲ့တော့ဒါကတော့ sheet 3ရဲ့ sheet 3ရဲ့ကျွန်တော်ဟိုပုတ်စာပဲဖြစ်တယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ခုကကျတော့ PV3 ပေါ့နော် PV3 ပြီ PV3 ကကျတော့ဒီ3 sheet သင်ခန်းစာ sheet 3ကဘာတောင်းလဲဆိုလို့ရှိရင် number of C တောင်းတယ် overall C တောင်းတယ်average C တောင်းတယ်နော်အဲ့တော့ each agent အတီးတီးရဲ့လို့သူကတောင်းတာပေါ့နော် agent အတီးတီးဒီခါကျတော့နောက်ကနည်းနည်းလေးပါလာပြီပေါ့နော်ဒီမှာခေါင်းစဉ်ကပါလဲဆိုလို့ရှိရင်ခုနကျွန်တော်တို့ဒီမှာနံပါတ်2ရှိကိုကျွန်တော်ပြန်ပြမယ်ဒီနံပါတ်2ရှိရဲ့အမေကုန်းကဒီမှာနော် different calculation from same fee ပေါ့နော် average ရှိမယ် max ရှိမယ် minimum ရှိတယ်အခုနောက်ဆုံး3ကိုရောက်လာပြီ use row in column and pivot table for the same fee ဒါထားလိုက်တော့ဗျာနော်အဲ့မေကုန်းကအောက်ဒီခေါင်း6နေနေကျွန်တော်ဒီမှာလည်းရေးပေးထားတယ်ပေါ့နော်ဒါကိုပဲကြည့်လိုက်ပေါ့အဲ့တော့ဒီမှာ number of C ဆိုတာကတော့ကျွန်တော်တို့ကောက်လို့မယ်လောလောဆယ်အဲ့လိုလေးပဲခေါင်းထဲမှာထည့်တာပေါ့ number ဆိုမှတော့ကျွန်တော်တို့ကအရေးအတွက်ဖြစ်တဲ့အတွက်ကောက်လို့မယ် overall ဆိုတဲ့အတွက်ကျွန်တော်တို့က sum လုပ်မယ်ပေါင်းမယ် average ကတော့ရှင်းတယ် average ပဲเนาะအဲ့တော့ပို့လာက agent တစ်ခုချင်းစီရဲလို့သူကပြောတာအဲ့တော့ကျွန်တော်ပြောနေကြပါတယ်အဲ့တော့ business data ကိုသွားမယ်ခုနလိုပဲ control A နှိပ်မယ်เนาะခုနပါတယ် order N V T ပေါ့အဲ့တော့နှိပ်လိုက်တယ်ပေါ့เนาะအဲ့တော့ဒီမှာ business ကျွန်တော်ကွန်ပျူတာလေးအဲ့လိုမျိုးလုပ်ပြီးသွားရင်ဒီမှာကာစာပျောက်သွားတယ်ဘာတော့လဲမသိကာစာပျောက်သွားတယ်တဲ့ sorry ရပြီเนาะအဲ့တော့ဒီမှာရလာပြီဆိုတဲ့အခါကျကျွန်တော်ဒီဒါကတော့ပြောင်းကြရမလို့ဘူးကျွန်တော် existing worksheet ကိုရွေးမယ်ဒီမှာ location ကဘယ်ကိုပို့မလဲဆိုတော့ခါကျတော့ဒီခါကျတော့30ကိုပို့လိုက်တော့မယ်เนาะ3 okayပေးလိုက်ပေါ့နော်ဒီမှာ1ပြီးပြီကျွန်တော်2ပြီးပြီ3ရောက်လာပြီเนาะဒီခါကျတော့ဗာလဲဆိုရင် number of say finance price ပဲကျွန်တော် value တွေကိုပဲထည့်မှာ value area တွေကိုပဲဒီဘက်က fee ကိုတစ်ချက်ကြည့်เนาะကျွန်တော်ရဲ့ pointer ကမြင်ရလားမသိဘူးပေါ့နော်ဒီဘက်ရောက်ဟိုဘက်ရောက်လိုက်ဒီဘက်ရောက်လိုက်ဆိုတော့မျက်စိတွေမြန်နှောက်နေလားမသိဘူးအဲ့တော့ကျွန်တော် final price ကိုရှာမယ် final price ကိုခုနလိုပဲဖိပြီးတော့ကလစ်လေးနဲ့ဖိပြီးတော့ value တွေကိုပြစ်ထည့်မယ် final price ကိုပဲဖိပြီးတော့ value တွေကိုပြစ်ထည့်မယ် final price ကိုပဲဖိပြီးတော့ value တွေကိုပြစ်ထည့်မယ်အဲ့တော့ပထမဦးဆုံး finance price ပေါ့နော်ဒီ finance price ကိုကျွန်တော်တို့ဘာပြောင်းကြမလဲ number of C ပြောင်းမယ်အဲ့တော့ကျွန်တော် home debt insert debt အဲ့ debt ဒီအားလုံးထဲမှာနောက်ဆုံးမှရှိတဲ့ pivot table analyze ကိုရွေးမယ် fee setting ကိုသွားမယ်အဲ့ဒီမှာကျွန်တော်က count ကိုရွေးမယ် okay ပေးမယ်ဒါဆိုလို့ရှိရင် count တော့ finance price เนาะအဲ့ဒီနေရာမှာမိမိတို့စိတ်ကြိုက်ခင်ဗျားတို့စိတ်ကြိုက်ဒီဟာကိုပြောင်းလို့အယောင်တွေချယ်လို့ရပါတယ်เนาะဒီလိုတွေပေါ့เนาะပြောင်းလို့ရတယ်နည်းနည်းသေးတယ်ထင်လို့ရှိရင်ကြီးလိုက်เนาะအဲ့လိုလုပ်လို့ရပါတယ် sorry ဒါလေးနည်းနည်းလေးချဲ့လိုက်မယ်ဒါလေးနည်းနည်းလေးချဲ့လိုက်မယ်ဒါဆိုလို့ရှိရင်ဒီနေရာမှာလည်းနာမည်ပြောင်းလိုက်မယ်ဗျာသူပြောသလို number of sales ပေါ့เนาะဒီမှာဗာလဲ number of sales ပေါ့ number of SARES အရင်မရှိတော့ဘူးပေါ့เนาะတူတူလေးပြောင်းလိုက်ပြီဒီတစ်ခုကိုကြတော့ဒီကောင်ကကြတော့
overall လို့ပြောတဲ့အတွက်ဒီကောင်က sum ပဲ overall လို့ပြောတဲ့အတွက်ဒီကောင်က sum အဲ့တော့ final price ကိုကျွန်တော် overall လို့ပဲထားလိုက်ပြီเนาะအဲ့တော့ over overall sal overall sales ပေါ့เนาะအဲ့တော့ဒီက overall sales ဖြစ်ပါတယ်ဒီကောင်တွေအကုန်လုံးကိုလည်းအလယ်လေးပို့လိုက်မယ်ဗျာเนาะကြည့်လို့အဆင်ပြေသွားအောင်ဖောင်လေးနည်းနည်းကြီးလိုက်မယ်ရပါပြီเนาะအဲ့ဆိုတော့ဒါ overall sales ရသွားပြီပြီးတော့ sum တော့ data price ပေါ့ဒါကြတော့ sorry ဒါ sum မဟုတ်ဘူးနောက်ဆုံးပြောတာက average ပေါ့เนาะဒီမှာ average ပေါ့เนาะအဲ့တော့ average ကိုလည်းကျွန်တော်ပြောင်းမယ်သူ့ကို select မှတ်မယ်เนาะ pivot table analyze ထဲကိုသွားမယ်ကျွန်တော်ဖြည်းဖြည်းလေးတင်နေရเนาะဟိုနည်းနည်းလေးဟိုလောက်မှာဆိုလို့ပေါ့ညံသွားရင်လည်းမသိမှာဆိုလို့ပေါ့เนาะအဲ့တော့ fee setting ကိုသွားမယ်အဲ့တော့ဒီမှာကျတော့ average ကိုရွေးမယ် okay ပေးမယ် average ရလာပြီเนาะအဲ့တော့ဒီဘက် fee မှာ number of say overall say เนาะဒီမှာ average final say ဒီကောင်းကိုလည်းကျွန်တော်ပြောင်းလိုက်တော့မယ်ဗျာ average say ပဲเนาะဘာမှဟိုရှေ့ကြီးတွေလုံနေတော့ ਨੇ say ပေါ့เนาะ okay အဲ့တော့ဒီလိုလေးပေးလိုက်ပါပြီအဲ့တော့သုံးခုလုံးရလာပြီဒါပေမဲ့ तू က each agent တစ်ခုချင်းစီ align လို့ပြောတယ်အဲ့တော့အဲ့ဒါဘာလုပ်ရမလဲဆိုလို့ရှိရင်ကျွန်တော်ဒီထဲမှာ agent ဆိုတာလိုက်ရှာ agent เนาะ agent ဘယ်နားမှာလဲမသိဘူးညမမပါတော့ဒီမှာ agent handle ပေါ့နော် agent handle ကိုကျွန်တော်ကဒီခါတော့ဘယ်ထဲထည့်မလဲဆိုလို့ရှိရင် rows ထဲကိုထည့်မှာ rows ထဲကိုပြည့်ထည့်လိုက်တယ်rows ထဲပြည့်ထည့်တော့ agent ဘယ်နှယောက်ထွက်လာလဲဆို1ယောက်2ယောက်3ယောက် agent 1ယောက်ချင်းစီအလိုက်ဒီမှာ each agent 1ယောက်ချင်းစီအလိုက်သူ့ရဲ့ number of say တွေထွက်လာတယ် overall say တွေထွက်လာတယ် average say တွေထွက်လာတယ်ပြီးတော့ grand total အောက်ဆုံးမှာသူတို့ရဲ့စုစုပေါင်းတွေပေါင်းချလိုက်တဲ့ဟာကို grand total ထွက်လာတယ်ပေါ့နော်ဒါပါပဲပေါ့နော်ဒါကတော့ agent တစ်ခုချင်းစီအလိုက်သူ့ရဲ့ number of say overall say average say တွေတက်သွားတာဖြစ်ပါတယ်အဲ့တော့ဒီနေ့သင်ခန်းစာဒီ၃ခုပဲဖြစ်ပါတယ်အဲ့တော့ pivot table ရနောက်ရက်တွေမှာအများကြီးကြံပါသေးတယ်အဲ့တော့ဗီဒီယိုကတော့ဒီနေ့ကတော့ဒီလောက်ပဲရပ်လိုက်ပါမယ်အားလုံးကျေးဇူးအထူးတင်ပါတယ်ခင်ဗျ